အဲ့တော့ကံဆိုတာနှမျိုးရှိတယ်အာရဘစလှုပ်လို့ဖြစ်တဲ့ကံကတစ်ခုဝိပတိတာရစထိုလှုပ်ခဲ့တဲ့မကောင်းမှုပေါ်မှာစိတ်ပူနေခြင်းကြောင့်ဖြစ်တဲ့အကုသိုလ်ကံတစ်ခုတို့နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုထဲမှာလှုပ်လို့ဖြစ်လာတဲ့ကံကပြီးသွားပြီနော်ပြီးသွားသည့်အတွက်ကြောင့်မလှုပ်ဘူးလို့ပြောလို့မှမရသည့်အတွက်ကြောင့်သူဟာမလှုပ်တာမဟုတ်ဘူးလှုပ်ပြီးသားဖြစ်သွားတယ်လှုပ်ပြီးသားဖြစ်သွားရင်ပြင်လို့မရဘူးဒါသဘာဝနော်ဘာပဲဖြစ်ပြောပြီးလို့ရှိရင်ပြင်လို့မှမရဒါမှမဟုတ်ဗမာစကားလည်းပြောတယ်လေစကားကြုံနှုတ်မရဘူးလှုပ်ပြီးသားဖြစ်သွားတယ်လှုပ်ပြီးသားကိုလိုလုပ်ပြင်လို့မရအဲ့ဒါလှုပ်ပြီးသားကိုပြင်တယ်လို့တချို့ကပြင်တယ်ဆိုတာပြောတာမှားပြီးတော့ပြောမိပါတယ်တောင်းပန်ပါတယ်မှားပြီးတော့လှုပ်မိပါတယ်တောင်းပန်ပါတယ်ဆိုတာစိတ်ထဲမှာဒါအတွက်တအုံနှွေးနှွေးဖြစ်နေတဲ့ဝိပတိတာရစအာကုသိုလ်တွေရှေ့မတိုးအောင်ဟန်တာပေးခြင်းသာလည်းဖြစ်တယ်လှုပ်ပြီးသားအာကုသိုလ်ကံကတော့ရှိနေတာပဲပျောက်သွားတာမဟုတ်ဘူးဒီသဘောကိုသဘောပေါက်အောင်မှာဖြစ်တယ်ပေါ့နော်ဩဃတဆိုပြီးတော့နော်ကြောဝင်ချသမျှဟာတွေဟာလေဒီအဓိပ္ပာယ်ပဲရှေ့ဆက်ပြီးတော့မတိုးအောင်လုပ်တဲ့သဘောလောက်ပဲရှိပျောက်သွားတဲ့သဘောတော့မဟုတ်ဘူးအနုဘုဆိုရင်လူတွေဟာမကောင်းမှုကျွလွန်ပြီးတဲ့အခါတောင်းပန်လိုက်တာနဲ့အကုန်ပျောက်တယ်ဖြစ်လေတခြားဘာသာတွေမှာခံယူထားတယ်လို့ confession ဆိုတဲ့ဖြောင်းချက်ပေးလိုက်တာနဲ့သူတို့ကအားလုံးခွင်းလုံးကျွတ်လွတ်စေလို့ရပါမရဘူးကံတရားမပြောနဲ့တရားဥပဒေမှာရောလူတတ်မှုတစ်ခုကိုကျွလွန်ပြီးတော့သူမှားမိပါတယ်အားလုံးတောင်းပန်ဝင်ချပါတယ်ဆိုတာနဲ့ရာဇဝမှုကင်ကသူလွတ်နိုင်ပါမလားမလွတ်နိုင်ဘူးနော်လောကမှာတောင်လူဥပဒေမှာတောင်မလွတ်ဘူးဆိုတော့သဘာဝကပေးတဲ့ဥပဒေဘယ်လိုလုပ်လို့အေးလွတ်နိုင်တဲ့ဤတလန်းကတော့ဘာလို့ဆိုရင်အကျိုးပေးရခန္ဓာမရှိတော့ဘူးဆိုရင်တော့ဒါဖြင့်အကျိုးပေးရမယ့်ခန္ဓာကိုဘာကိုဖယ်ရှားခြင်းဖြင့်လွတ်အောင်လုပ်လို့ရတော့ဆိုရင်ကိလေသာတွေကိုဆက်ဖြတ်ကိလေသာတွေကိုဖယ်ရှားလိုက်လို့ရှိရင်ထိုကိလေသာနဲ့ပေါင်းမှကံတရားအကျိုးပေးလို့ရတယ်ဆိုပါစို့မျိုးစိတ်လေးတစ်ခုဟာသူ့ကြည့်ထားလို့ရှိရင်အပင်မပေါက်ဘူးသူကမြေနဲ့ရေနဲ့တွေ့တဲ့အခါမှာအပင်ပေါက်တာမြေရေရဲ့အကူကြီးရမှတစ်ပင်မျိုးစိတ်လေးကအပင်ပေါက်တယ်အဲ့ဒါလိုပဲကံ